ဓမ္မတွေတရားမင်းအကြောင်းမဟောခင်ဝိပဿနာရှုနည်းကိုကျေးဇူးစွာပြောမယ်ဝိပဿနာရှုနည်းကရှင်သာရိပုတ္တရာကဟောထားတယ်ကာယမိမံသမသထပရိဇာနာထပုဏ္ဏပုံဏံကာယေတဘာဝံဝိရိတဝါနဒုက္ခသန္တံကရိတတိဒီကဲ့သို့ဟောထားတော့ဓမ္မတွေဘုရားရှိခိုးဖြစ်စေကိုယ်အိယာထဲမှာဖြစ်စေထိုင်ပြီးတခါလားမိမဖြင့်လူတို့ယောက်ျားဖြင့်ဓမ္မင်ခွဲပြီးတခါလားထိုင်နေသလိုထိုင်အိတ်ခြင်းနဲ့အိတ်ကိစ္စမရှိပါဘူးတဲ့သို့တော့အသက်မှန်မှန်ရှူပြီးတခါလားလေလေထွက်တာလည်းသိလို့လေလေဝင်တာလည်းသိဒီလိုကြီးသိပြီးတခါလားနေရာမှပရမရှိစွာတော့ဖြင့်ထွက်တာသိဝင်တာသိပဲလုံးနေပါဒီထဲကမှဘုန်းကြီးကအောင့်လိုလိုလာလို့ရှိရင်ထွက်တာသိဝင်တာသိဖြုတ်လိုက်ပါထွက်တာသိဝင်တာသိဖြုတ်ပြပါတော့လို့သတိပေးလိုက်နော်ထွက်တာသိဝင်တာသိဖြုတ်ပြီးအောင့်တဲ့နေရာလေးကိုညာကလှည့်လိုက်ဩဒါဖောက်ပြန်လာတာပါလားဖောက်ပြန်လာတာငါကမအောင်ဘူးခုမှဒီနေရာလေးကအောင့်လာတယ်အဲ့ဒီဖောက်ပြန်တဲ့နေရာလေးကြည့်လိုက်ပြီဒီမှာဖြင့်ဖောက်ပြန်တာလေးကပြည့်စည်သွားဗတ္တတိဝန္တာတိလုံးနေတော့တဏှာကဘာဖြစ်လာတော့အောင်းတဲ့အခါကျဗတ္တတိဝန္တာတိဖြုတ်လိုက်ပါအောင်းတဲ့နေရာလေးညံလှည့်လိုက်ပါခြေစလုံးကအောင်းရင်ခြေစလုံးပေါင်းကအောင်းရင်ပေါင်းခါကအောင်းရင်အောင်းနောက်ကျောကအောင်းလို့ရှိရင်လည်းအောင်းတဲ့နေရာလေးညံလှည့်လိုက်ပါအဲ့ဒါလေးကဘာပါလိမ့်မလဲဆိုတော့ပင်ကိုယ်သဘောမှဖောက်ပြန်လာတာအဲ့ဒီဖောက်ပြန်တဲ့နေရာလေးကိုဒကာတဲ့ဒကာကျော်ဥဒ္ဒဘုရားကညံတဲ့လိုက်ပြီဆိုမှဖြင့်ညံပေါ်နေတဲ့အတွက်တတ္တဝါသာနာမှာအောက်တဲ့စိတ်ကလေးကချုပ်သွားပြီးညံစိတ်ကလေးကပေါ်နေညံစိတ်ကလေးပေါ်နေတော့အောက်နာလေးဟာဖောက်ပြန်ပြီးဒီကရာပျက်စီးသွားတာတွေ့ပါလိမ့်မယ်ဖောက်ပြန်ပျက်စီးသွားတာကိုတွေ့ပါလိမ့်မယ်ဒီကဲတဲ့ဖောက်ပြန်ပျက်စီးသွားတာတွေတွေ့တဲ့အခါကျတော့ဒီခန္ဓာကိုယ်ကြီးစိုက်ကြည့်နေလို့ဖောက်ပြန်ပျက်စီးတာတွေ့တာလို့မှတ်လိုက်နော်အဲ့တော့ဖောက်ပြန်ပျက်စီးတာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုတာဟုတ်တာဒုက္ခသစ္စာဆိုတဲ့ဟုတ်ပါဘူးဩဒါကဒုက္ခသစ္စာဖောက်ပြန်ပျက်စီးပြီလို့သိနေတာလေးကလောကီမဂ္ဂသစ္စာဒါဒီနေရာလေးကအောင့်နာလေးကပျောက်သွားပြီဟိုနေရာကအောင့်နာပေါ်လာတယ်ဟိုစိတ်ကလေးစားခြင်းတဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကိုလည်းစားခြင်းတဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပြပါကြည့်လိုက်တဲ့အခါကျလို့ရှိရင်ကြည့်တဲ့ဉာဏ်ပေါ်လာလို့ရှိရင်ဖြင့်တတ္တဝါသန္တာနှစ်စိတ်မပေါ်ကောင်းတဲ့အတွက်စားခြင်းတဲ့စိတ်ကလေးကဒကာကျွယ်ဒကာတစ်တို့ဖြစ်ပြီးပြတ်သွားတယ်သူလည်းခုမှဖောက်ပြန်ပြီးလာတာအခုပဲပြည့်စည်သွားတယ်အဲ့တော့ဖောက်ပြန်ပြည့်စည်တာဘာသစ္စာခေါ်ကြမလဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ဓမ္မတွေကသိလိုက်တော့အသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာလို့အောင်းနေကြဒီလိုဒီခန္ဓာကိုယ်ရဲ့လှည့်လိုက်ပြီးဒီကလာနေတော့အသိခန္ဓာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာဆိုတော့ဩခန္ဓာကိုယ်ထဲမှာဒုက္ခသစ္စာရဲ့သိနေတဲ့မဂ္ဂသစ္စာရဲ့ဤသစ္စာနှစ်ခုသာရှိပြီးဒီကလာနေတော့သမုဒယသစ္စာဆိုတဲ့လောဘကချုပ်ငြိမ်းရုပ်သိမ်းပြီးဒီကလာနေတော့တယ်ဒီလောဘချုပ်ငြိမ်းနေတော့လောဘတဏှာချုပ်တော့တဏှာချုပ်တော့ဥပါဒံမချုပ်ဘူးလားဥပါဒံချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာကဘဝလာရတံဖြစ်တဲ့ပြိတ္တိနေမှုအိုမှုသေးမှုကောဩဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ဒကာကျွဲဒကာတစ်တူလာဘုရားကမဲလို့ရှိရင်ဖြင့်ဟောက်ပြန်ပြည့်စည်တာမြင်းနေတဲ့မက်ကချုပ်စေတာလို့မှတ်လိုက်တာဟောက်ပြန်ပြည့်စည်တာသိတဲ့မက်ကချုပ်စေတာဆိုတာသိကြပါလားသိကြပါဘူးဒါဖြင့်ဒီခန္ဓာကိုယ်ကြီးကိုဝိပဿနာရှုဆိုတာခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုံးလို့မှတ်လိုက်ကြဝိပဿနာလို့ဆိုတာဘာပါလဲဒါကြောင့်ကာယမိမံသမဂထဣမံကာယဤခန္ဓာကိုယ်ကြီးကိုသမဂထစောင့်ကြည့်ပြီးသုံးသပ်စမ်းပါကွာရှင်သာရိပုတ္တရာမှားကြတယ်
ခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီးသုံးသပ်စမ်းပါဆင်ញင်စမ်းပါဆိုတော့ဖြစ်ပြမဲမလာဘူးပြည့်စည်သွားတာကဖြစ်ပြစောင့်ကြည့်တာကဩမဲ့ဆိုတာဒကာဓမ္မတို့စောင့်ကြည့်မှရတယ်လို့မှတ်စမ်းပါစောင့်မကြည့်ရင်မရဘူးရှာရင်တော့မရစောင့်ကြည့်ရင်တော့ပြောတဲ့ကြားတွေဟာအပြေးတော့မလန်ပါဘူးတဲ့ဖမ်းတော့မြန်သလိုမိလိနာပညာကစောင့်ဖမ်းစမ်းပါလို့လည်းသေသေးချာချာဟောထားဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေကအိမ်ရောက်လို့ရှိရင်ဘုန်းကြီးပြောတဲ့အတိုင်းသာလုပ်ကြည့်စမ်းအနာကိုစောင့်ကြည့်နေဘာနဲ့စောင့်ရမလဲဆိုတော့ရှုမှုလေးမှန်မှန်ရှုဆိုင်မှုလေးမှန်မှန်ဆိုင်ရကမှအထူးတရားလေးပေါ်လာလို့ရှိရင်ဩဒါဝိပရိနာမလက္ခဏာဒုက္ခသစ္စာပါလားလို့စောင့်ကြည့်တယ်ဒါပြန်ဝိပရိနာမလက္ခဏာဒုက္ခသစ္စာကဒုက္ခသစ္စာစောင့်ကြည့်တာလေးကသေတာကသမုဒိယသစ္စာနောက်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့ဩတို့သစ္စာလုံးလုံးနေတာပါလားဆိုတာပေါ်မလားပေါ်ပါဘူးဩဒါဖြင့်ဝိပဿနာလို့ဆိုတာအားလုံးတရားနာတဲ့ဓမ္မတွေစောင့်ကြည့်တဲ့အလုံးဝိပဿနာလို့ဆိုတာဘာပါလဲစောင့်ကြည့်တဲ့အလုံးလို့ဆိုတော့တပည့်တော်တို့ဖြင့်မလုတ္တသေးပါဘူးခင်ဗျာဆိုရင်စောင့်မကြည့်လို့ကမှတ်ပြီလို့စောင့်ကြည့်တော့ခန္ဓာကိုယ်ကြီးကဘုနေရာကပြတယ်ဒီနေရာကပြတယ်ဘုနေရာကပြတယ်ဒီနေရာကပြလိုက်တယ်ပြတဲ့နေရာကိုပဲစောင့်ကြည့်နေတဲ့ခါကြလို့ရှိရင်ပြတာကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာသိတာကနောင်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့ဩတို့ဒီသစ္စာလေးပါးလုံးလုံးနေတာပါလားဆိုတာမပေါ်လာဘူးရှင်းပါဒကာကျွေတဲ့လို့တော့လဲစောင့်ကြည့်ရတယ်မဟုတ်လားလိုက်ဖမ်းရင်မေးပါမယ်အေးဒါကြောင့်ခွင်းတို့ဒကာဓမ္မတွေစောင့်ကြည့်လို့ရှိရင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုအနာတွေပဲမပြရဘူးအနာခန္ဓာကိုယ်ကြီးမို့အနာခန္ဓာတွေပြတော့ဒီနာခန္ဓာတွေကလည်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပြနေတော့ဩဒီဥစ္စာဖြစ်ပြကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာပါလားလို့ဆိုတာအခုအချိန်မှဉာဏ်နဲ့မှပေါ်လာမှန်ပါပါဆိုကြတော့ပေါ်လာတဲ့အခါကျလို့ရှိရင်ကိလေသာဈာမညလို့ရှိရင်ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာဈာမချလို့ရှိရင်ခွန်ရဲ့နဲ့မဲ့ညာဘုံညာရပါတယ်ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာဈာမကိုရင်ဒါကြွယ်မမြန်လားမြန်ပါပါဘုန်းကြီးကဟောတာလားဘုရားသခင်ကိုရမကြီးကဟောတာလားလို့ဆိုတော့သတိဓမ္ပါဠိတော်မှာသေးသေးချာချာရှိနေသောကြောင့်ဒကာဓမ္မတွေစောင့်ကြည့်ရလို့မလုပ်ခဲသောကြောင့်သံဃာရှိရပါတယ်ဆိုတာသဘောကျဒါဖြင့်ဝိပဿနာဆိုတာအားစိတ်ရှိရတာလားဒကာဓမ္မတွေစောင့်စားပြီးရှိရတယ်သေးသေးချာချာပြောနေပါတယ်ဒကာဓမ္မတို့လေးလေးစားစားနဲ့မှတ်စမ်းပါလေးလေးစားစားနဲ့မှတ်လိုက်တဲ့အခါကျတော့စောင့်ကြည့်တဲ့အလုပ်တွေကခန္ဓာကိုယ်ထဲမှာဘာမှကြည့်ကြရမရှိလို့ရှိရင်ဖြင့်လေးလေးထုတ်တဲ့စိတ်ကလေးလည်းထုတ်ပြီးပြတ်တာပဲလေးလေးပြန်သွင်းတဲ့စိတ်ဟာအဲ့ဒါလေးဘယ်ကမှမရှိတော့ဘူးဆိုသူ့ပြန်ထိုင်လိုက်သဘောကျဟာသူ့ပြန်ထိုင်နေရင်မှတ်တယ်ပဲဟိုနေရာကရတယ်လို့ဒီနေရာကအောင့်တယ်လို့ဒီနေရာကကောင်းတယ်လို့လာပြန်လို့ရှိရင်သူ့ဖြုတ်ပလိုက်ခေါင်းကရတဲ့နေရာကောင်းတဲ့နေရာတွေလှည့်လိုက်ပြီးဒါဒီဒုက္ခသစ္စာပါလားဒါဒီဒုက္ခသစ္စာပါလားလို့ရှုပါကောင်းတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာဆိုးတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာအလယ်လားစိတ်ကလေးပဲဖြစ်ပြီးပြတ်တော့အဲ့ဒီဒုက္ခသစ္စာတွေကြီးပဲပိုင်ပိုင်နိုင်နိုင်ဖြစ်ပြကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာလို့ဓမ္မတွေကကြိုးစားနေကြမယ်ဆိုလို့ရှိရင်ကြာတော့ဒုက္ခသစ္စာတွေဟာကဘုရားကသံဃိတ်ဒေနပြင်စုပါဒနက္ခန္ဓာပြီးဒုက္ခလို့ခေါ်သောကြောင့်ခန္ဓာ၅ပါးလုံးပြတဲ့ဥစ္စာတွေအနိစ္စလည်းမပြဒုက္ခလည်းမပြအနတ္တလည်းမပြအတုပါလည်းမပြဘဲနဲ့
ကကျွယ်ကသစ်တို့ဒုက္ခသစ္စာပဲပြတယ်အဲ့ဒီကဲတော့ပြလာပြီဆိုမှဖြင့်ဩလူဘဝရတာဒုက္ခသစ္စာရတာကိုလို့ပေါ်လွန်နေနေသိမလားပဲလူဘဝရတာဘာရတာဘာလဲဒုက္ခသစ္စာကြီးရတယ်ဆိုတော့မသိကြဘူးအဲ့ဒီကဲတော့ဒုက္ခသစ္စာကြီးရတာကိုပိုင်ပိုင်နိုင်နိုင်သိနေတော့ဒီကိုယ်လုံးမှာဟိုကရဒီကနာဒီကအောင်ဟိုကကြိုက်ဒီကခဲဟိုကတမျိုးတစ်ဖုံပေါ်တာတွေဟူသေးတယ်ပျောက်တာပဲတွေ့ရစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မတွေ့ရဘူးဒါဖြင့်ဥပဒနာအလုပ်ဆိုတာဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေကြစောင့်ကြည့်တာပဲတဲ့အကြည့်ခံရတာကဒုက္ခသစ္စာကြည်ညာကမေဃသစ္စာအကြည့်ခံရတာကကြည်ညာကမေဃသစ္စာဆိုတော့အော်မဲဟာဆူတောင်းအလုပ်လားစောင့်ကြည့်တဲ့ညာအလုပ်လားစောင့်ကြည့်တဲ့ညာအလုပ်လို့ဒကာဓမ္မတွေကအသေးကြီးသိလာပြီဆိုမှဖြင့်ဩခန္ဓာကိုယ်ကြီးဟာဒုက္ခကြာမညဒုက္ခသစ္စာဒလဇပ်ပါလားဆိုတာပေါ်လာပါလိမ့်ဒုက္ခကြာမညဒုက္ခသစ္စာဒလဇပ်ပါလားဆိုတာမပေါ်လာဘူးထိုကဲ့သို့ပေါ်လာတဲ့အခါကျတော့မှဩဒုက္ခသစ္စာကြီးပါလားဒုက္ခဆိုတာဘာမှမပေါ်လာပါလားဆိုတော့ဒုက္ခရဲ့မြင်ပြီးညီးငွေလာပါလိမ့်မယ်ဒါဖြင့်ဖြစ်ပြမြင်တာရီယထာဘုဒ္ဓညာဖြစ်ပြဒုက္ခသစ္စာကြီးမုန်းလာတာရီကြာတော့ညာကထက်ပြီးရှိပါများလာတော့ဘုန်းကြီးတို့ဓမ္မတွေ၌တဲ့ဒီဒုက္ခကြီးနဲ့ဖြင့်မနေခြင်းပါဘူးဆိုတာမနေခြင်းနဲ့ညာမလာဘူးမနေခြင်းနဲ့ညာလာတဲ့ခါကျတော့ခေါင်းကဒုက္ခတွေအကုန်ပြောက်သွားတယ်မနေခြင်းနဲ့ညာလာတော့ဘာတွေပြောက်ဒါဖြင့်ဒုက္ခပြောက်၍ဒုက္ခဆုံးတာကနိရောဓသစ္စာဒုက္ခအဆုံးသိတာကမေဃသစ္စာဆိုတော့မက်စစ်ပေါ်လာတယ်ဒုက္ခပြောက်ရင်မက်စစ်ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဝိပဿနာမဲ့ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဒုက္ခတွေမရှိဘူးခင်ဗျာရှုစရာကိုမရှိဘူးခင်ဗျာဆိုရင်ဖြင့်ဘာပေါ်လာမက်စစ်ပေါ်လာတော့ဒုက္ခမရှိတာကနိရောဓသစ္စာမရှိမှသိတာကအဲ့ဒီကြစောင့်ကြည့်ရမှတန်သုံးသွားလိုက်လို့ကြည့်ရင်ဖြင့်ဒုက္ခသအန္တံကရိတ္တိဒုက္ခသဒုက္ခဤအန္တံဆုံးကရိတ္တိမဉ္ဇဏ်ကမျက်မှောက်ပြုလိုက်နေတာလို့ရှင်သာရိပုတ္တရာကလည်းဟောဘုရားကလည်းဟောဒီဖြစ်လေသောကြောင့်ဘုန်းကြီးတို့ဓမ္မတွေယနေ့ကစပြီးစောင့်ကြည့်တဲ့အလုပ်လုပ်စမ်းပါဖြစ်ပြဒီလာလေးကိုစောင့်လာကြည့်ပါလို့ဂရိပေးလိုက်ဖြစ်ပြဒီလာလေးကိုစောင့်လာကြည့်ပါဒီပြန်ဘာမှမလုပ်ပါနဲ့စောင့်ကြည့်တော့ကြာတော့ဖြစ်ပြတယ်ဒကာကျွယ်တို့ဥလာဘူးဆိုစိတ်လာလိမ့်မယ်စိတ်လာပြီဆိုမှဖြင့်စိတ်ပေမဲ့မပြင်းနဲ့ဩအသေးတယ်များပါလားဩဒုက္ခတွေတယ်များပါလားဩဒုက္ခတွေတယ်များပါလားလို့သူကဘယ်တော့ပဲများကိုယ်ကဒုက္ခများတယ်လို့သာမြင်ကြည့်နေကြာတော့ဩဖြစ်လာတာလေဒုက္ခပြက်သွားတာလေဒုက္ခဖြစ်လာတာလေဒုက္ခပြက်သွားတာလေဒုက္ခအဲ့ဒီကဲဒုက္ခကိုအဖြစ်လည်းမသားရအပြက်လည်းမသားရအဖြစ်ကောအပြက်ကောမသားရပါဘူးတဲ့ဒုက္ခကိုမသားရတဲ့ခါကျတော့ဖြစ်ပြက်ကိုသာရတဲ့တဏှာကလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်တာသာရတဲ့ဒိဋ္ဌိလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်သွားတာပဲဆိုတော့ဖြစ်ပြက်ချုပ်တာနိဗ္ဗာန်ချုပ်မှန်သိတာမညာဖြစ်ပြက်ချုပ်တာကချုပ်မှန်သိပြီဆိုတာဩဒါဖြင့်ဒကာကျွယ်တို့ဒကာဥလာဘူးတို့ဒကာသစ်တို့နိဗ္ဗာန်ဝေးသလားနေသလားနီးရနဲ့မရောက်တာဘာကြောင့်ပါလိမ့်မလဲလို့မေးတော့စောင့်ကြည့်တဲ့အလုပ်လည်းမလုပ်ဘူးစောင့်ကြည့်တဲ့အလုပ်ကိုဒါကြောင့်ခင်ဗျားတို့ဒီသံဃာထဲမှာငရဲဘူးတွေကလည်းငရဲမိတွေတောက်ပြီးတဘောပွဲထူနေတာမငြိမ်းတာဒီခန္ဓာကြီးကိုခင်းတွဲတဲ့တဏှာရောမချုပ်တာနဲ့ပဲတဲ့ဒကာဓမ္မတို့တဏှာကနေပြီးငရဲဘူးဖန်တီးနေတာဒိဋ္ဌိကနေပြီးငရဲဘူးဖန်တီးနေတာဒါကြောင့်ခင်ဗျားတို့ကတော့တရားနာရဲ့
ဒုက္ခကမချုပ်တော့ဘူးနောက်တဏှာကကြမ်းနေတယ်နောက်တဏှာကြမ်းနေတာတဏှာကဘယ်ခန္ဓာလောက်ရပါမလဲဆိုပြီးအချိုးရသူကစီမံနေအချိုးရစီမံပြီးခါကနေတော့တဏှာကငရဲသွားတဲ့ခါတဏှာလည်းရှိတယ်သုပတိသွားတဲ့တဏှာလည်းရှိတယ်အဲ့ဒီကဲတော့တဏှာတွေကအမျိုးမျိုးပုံပုံသုပတိစီမံလိုက်ငရဲဟိုတွေစီမံလိုက်ဆိုတာတဏှာမချုပ်လို့ဖြစ်ရတယ်ဒိဋ္ဌိမချုပ်လို့ဝိသိကိစ္စမချုပ်လို့အခုတော့ပြင်ဓမ္မတွေစောင့်ကြည့်ဖြစ်ပြမြင်ရတာဘုဒ္ဓညာဖြစ်ပြမုံရင်ဖြစ်ပြတယ်ဗျာရှင်ရမှတ်တဲ့ဖြစ်ဒုက္ခပြဒုက္ခမှာတော့ဘာမှမရှိဘူးလိုချင်စရာရခြင်းစရာဘာမှမရှိဘူးလို့ဒီခန္ဓာကိုသုံးပြချက်ချလို့ခြင်းအဲ့ဒါဒုက္ခသစ္စာပိုင်းခြားသိတာပဲဒုက္ခကိုပိုင်းခြားသိလိုက်တဲ့အခါကျလို့ရှိရင်ဒုက္ခတွေတခါကျွယ်ဘာဖြစ်သွားဒုက္ခတွေဆုံးသွားဒုက္ခဆုံးတာဘာခေါ်ကြမလဲဆုံးပေါ်လို့သိတာကဩဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေနိဗ္ဗာန်ဒီခန္ဓာအဆုံးရှိတယ်ဆိုတာယနေ့တစ်ထစ်ချမှတ်ဖို့နိဗ္ဗာန်ဒီအထက်မှာရှိသလားအောက်မှာရှိသလားဘေးမှာရှိသလားလို့မေးရင်မနဲ့ဖြေကြခန္ဓာဆိုတာဖြစ်ပြပဲအဲ့ဒီဖြစ်ပြအဆုံးမှာနိဗ္ဗာန်ရှိတယ်ဆိုတာယနေ့ညကစပြီးဘုန်းကြီးတို့ဓမ္မတွေကြိုးစားလို့ရှိရင်ဖြင့်တဲ့အပယ်လေးပါးတကားတွေတကားတယ်မဟုတ်ပါဘူးငရဲမင်းကြီးငရဲကိုသိမ့်ပါတယ်ဆိုတာကိုကိုညာမညာကနေသိမ့်လိုက်တယ်လို့သုံးပြတယ်ချတယ်ဘယ်သူကသိမ့်တာပါလဲတကားကျွဲရှင်းပါဗျာသဘောပါလားဒါလို့စင်လေးခြေပိုင်းကပြတာပါမှန်ပါပါ